စမ်းကျင်တဲ့ကန်တရားကြောင့်လန်ဒန်ကိုမိသားစုလိုက်ပြောင်းရွှေ့ရင်လေရင်ခီးစံမှာဘဝကူပြောင်းသွားခဲ့ရတဲ့မိသားစုဇွန်လ10ရက်မှာပြစ်ချခဲ့တဲ့အိန္ဒိယလေရင်ကတော့လူအသက်ရာပေါင်းများစွာကိုခေါ်ဆောင်သွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံအမာဒါဘတ်မြို့ကနေ UK လန်ဒန်မြို့စီပြန်တဲ့အိန္ဒိယလေရင်မှာစုစုပေါင်းလူဦးရေ242ဦးလိုက်ပါခဲ့ပြီးလေရင်ပေါ်မှာအားလုံးနှိပါကွန်လွန်သွားခဲ့ရပါတယ်။လေရင်က40အနီးကလူနေရက်ကွက်အနီးကိုပြတ်ကျသွားခဲ့လို့ခီးစံမှာမပောင်ဝန်းတဲ့စေချောင်းသားတွေဆရာဝန်တွေနဲ့ရက်ကွက်ထဲကလူတွေလည်းကွန်လွန်သွားခဲ့ရတယ်လို့သိရပါတယ်။လေရင်ပြတ်ကျမှုမှာမိသားစုလိုက်ကွန်လွန်သွားတဲ့သူတွေထဲမှာ Pradit Joshit မိသားစုလည်းပါဝင်ခဲ့ပါတယ်။ Pradit Joshit တမိသားစုလုံးကလေရင်ပြတ်ကျမှုမှာကွန်လွန်သွားခဲ့ကြတာဖြစ်ပြီးမကွယ်လွန်ခင်မိနစ်ပိုင်းအလိုမှာတင်ဆက်ဖီပုံလေးတွေကိုတောင်းရိုက်ကူးခဲ့ကြပါတယ်။ Pradit Joshit က UK မှာအလုပ်လုပ်နေတဲ့ကွန်ပျူတာဆော့ဖ်ဝဲပညာရှင်တူဖြစ်ပြီးတော့သူ့ရဲ့မိသားစုလုံးကို UK မှာပြောင်းနေဖို့အတွက်စီစဉ်ထားခဲ့ပါတယ်။သူ့ရဲ့ဇနီးကဆရာဝန်တယောက်ဖြစ်ပြီးကလေး3ယောက်ကိုမွေးဖွားထားပါတယ်။ကလေးတွေကအကြောင်းနေအရွယ်လေးသာရှိကြပြီးတော့ပိုကောင်းတဲ့အနာဂတ်ကိုမျှော်မှန်းထားခဲ့ကြပါတယ်။သူတို့မိသားစုက UK မှာပဲအပြီးနေထိုင်ကြဖို့အတွက်စီစဉ်ပြီးသားဖြစ်တာကြောင့်သူတို့မိသားစုအတွက်ဘဝတစ်ကိုစတင်ဖို့တက်ကြွနေခဲ့ကြပါတယ်။ Pradit Joshit ရဲ့ဇနီးကအလုပ်ကနေထွက်လိုက်ပြီးလုပ်ဖို့ကိုင်ဘက်တွေကိုလည်းပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ခဲ့ပါတယ်။ကလေး3ယောက်ကိုလည်း UK မှာကျောင်းထားရမှာဖြစ်တာကြောင့်သူတို့ရဲ့အနာဂတ်တွေကပို့ပြီးတော့လှပတော့မှာပါ။ဒီလိုအကျွေးတွေနဲ့တမိသားစုလုံးကအိန္ဒိယလေရင်နဲ့လိုက်ပါလာခဲ့ကြပါတယ်။လေရင်မပြန်တန်းခင်မှာမိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်ဆက်ပြီးရပြီးတော့ဆွေမျိုးတွေစီကိုတောင်ပို့ပေးလိုက်ကြပါသေးတယ်။ဒါပေမဲ့လေရင်ပြန်တန်းပြီးမကြခင်မှာလေရင်ကပြတ်ကျသွားတာကြောင့်တမိသားစုလုံးကွန်လွန်သွားခဲ့ရပါတယ်။အဲဒါကြောင့်လန်ဒန်ကိုလည်းမရောက်နိုင်တော့ပဲအိန္ဒိယမှာပဲမိသားစုအလိုက်ဘဝကူပြောင်းသွားခဲ့ရပါတယ်။မယုံနိုင်စရာဖြစ်ပျက်ကြောင့်သူတို့မိသားစုကိုကြည့်ပြီးအားလုံးကတရားရသွားခဲ့ကြပါတော့တယ်။စမ်းကျဲတဲ့ကန်တရားကြောင့်လေရင်ခီးစမမလိုက်ပါလိုက်ရတဲ့အမျိုးသမီးတယောက်လည်းရှိပါတယ်။လေရင်မတက်ခင်မှာပြဿနာရှာနေတာကြောင့်လေရင်ပေါ်လိုက်ပါခွင့်မရပဲကြင်ရင်ခဲ့ရသူပါ။လေရင်ကပြန်တက်သွားပြီးမကြခင်မှာပေါက်ကွဲသွားခဲ့တာကြောင့်မြရသူတိုင်းကလန့်သွားခဲ့ကြပါတယ်။သူ့အတွက်တော့အရန်ကန်ကောင်းသွားခဲ့ပြီးလူပေါင်းများစွာဆုံးရှုံးတဲ့အဖြစ်ဆိုးကြီးကနေလွတ်သွားခဲ့ပါတယ်။လေရင်ခီးစမမပေါင်လိုက်ရတာကတော့သူ့အတွက်ကန်တရားကခြံထားသလိုဖြစ်သွားခဲ့ပါတယ်။လေရင်ခီးစမလိုက်ပါပြီးမဲ့လည်းကန်ကောင်းစွာနဲ့အသက်ရှင်ကျင်းသူတယောက်လည်းရှိပါတယ်။သူကလည်း UK နိုင်ငံသားခံယူထားတဲ့အိန္ဒိယလူမျိုးဖြစ်ပြီး UK ကိုပြန်သွားခဲ့တာပါ။လေရင်ပြတ်ကျပြီးမဲ့လည်းခုံထွက်လာနိုင်ခဲ့ပြီးဒဏ်ရာအနှိမ့်ငယ်လောက်ရရှိခဲ့ပါတယ်။ UK မှာနေထိုင်တဲ့သူ့ရဲ့မိသားစုကိုတောင်ဘေးကင်းကြောင်ဖုံးဆက်ပြီးတော့လှမ်းပြောခဲ့ပါတယ်။လေရင်ကအဆောက်အဦပေါ်ကိုပြတ်ကျတာကြောင့်ကွန်လွန်သွားတဲ့ဆရာဝန်တွေနဲ့ဆေးချောင်းသားတွေလည်းရှိပါတယ်။လေရင်စီးတဲ့သူတွေထဲမပါပြီးမဲ့သူတို့ရှိတဲ့နေရာကိုပြတ်ကျသွားခဲ့တာပါ။သူတို့ရဲ့ဖြစ်ကတော့တကယ်ဆိုးတာကြောင့်အားလုံးလည်းစိတ်မကောင်းဖြစ်နေကြရပါတယ်။လေရင်မှုတွေလေရင်မဲတွေနဲ့အမှုတန်းတွေလည်းကွန်လွန်သွားခဲ့ရပြီးသူတို့တွေကမိသားစုကိုပြန်လည်ကြည့်ရှုထောက်ပံ့နေကြသူတွေဖြစ်နေကြပါတယ်။အနာဂတ်များစွာရှိထားကြသူဖြစ်ပေမဲ့မမြင်ရတဲ့ကံတရားကြောင့်လေရင်တစည်းတန်းမှတင်လိုက်ပါလာပြီးသားဖြစ်သွားခဲ့ကြပါတော့တယ်။လေရင်မပြတ်ကျခင်မှာပဲအိန္ဒိယနက္ခဗေဒပညာရှင်အမျိုးသမီးကကြိုတင်ပြီးတော့ဟောကိန်းထုတ်ထားတာရှိပါတယ်။ဇွန်လ9ရက်နေ့ကဟောကိန်းဖြစ်ခဲ့ပြီးလေရင်မတော်တဆမှုဖြစ်မှုတွေကိုကြုံတွေ့နိုင်ကြောင်း post တင်ပြီးတော့ပြောခဲ့သူပါ။2024ခုနှစ်ကတည်းကလေရင်နဲ့ပတ်သက်ပြီးသတိထားဖို့အတွက်မကြာခဏဟောခဲ့တဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူပြောခဲ့တာတွေကိုတော့တချို့တွေကအမှုမဲ့အမှတ်မဲ့နေခဲ့ကြပြီးဇွန်လ10ရက်နေ့မှာပဲလေရင်ပြတ်ကျသွားခဲ့ပါတယ်။စမ်းကျဲတဲ့ကံတရားကြောင့်အိန္ဒိယလေကြောင်းလိုင်းရဲ့အဖြစ်ကလူများစွာကိုတောင်းဝင်ခရသွားစေခဲ့ပါတယ်။အိန္ဒိယလေရင်ပြတ်ကျမှုမှာကွန်လွန်သွားသူတွေလည်းကောင်းရာကိုရောက်ရှိစေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။